အခန်းနှစ်မရဏဆန်အိမ်ဆေးလိတ်တယ်လေးကအင်ကြီးကိုမြင်သာယုံပြပြီးပြန်သွားကြည့်ပြီးဝင်းလူစဲနေမင်းကြီးသည်နောက်ဆုံးရောင်ကြီးတန်းလေးများကိုစူးစားထုတ်လွှင့်နေ၏သို့သောမင်းမူစားပြုလာပြီးဖြစ်သောနှင်းကလာကကိုအရှုံးပေးနေရချီပြီးသည်ကျွန်ုပ်တို့ကအင်ကြီးကိုလှမ်းမြော်ကြည့်ရာတောင်ကုန်းမြင့်ပေါ်မှအေယာမအင်ကြီးသည်ညနေဝီနေဝင်တီတော်တရောတွင်ဖုတ်တပတ်ကြီးတစ်ကောင်ထိုင်နေသည့်အလားကြီးမားခန့်တယ်တော်လဲကြက်တည်ကင်းမဲ့နေ၏ရှင်းလင်းမှုကင်းမဲ့သဖြင့်တစ်ပင်များကဖုံးဆိုးသောဖြစ်နေ၏အိမ်ကြီးနှင့်တစ်ပင်အုပ်များမှာအပြအဆိုင်အနိုင်လူနေ၏ဆရာတို့ပြန်ကြအောင်ဗျာတော့ကြအိမ်ကြီးထဲမှာလိပ်ပြလင်းသွားရင်ဘယ်လိုလုပ်မလဲဘိုက်ကလေးတွတ်ပီတပဲလို့ရင်ကြောက်မွေးပိုင်ဇာကနာနဲ့နှုတ်ရမဟိလာကျွန်ုပ်ကဘင်းအောင်ထုံနှလုံးမူချီပြီးသည်တဲခုကန်ကဈေးနှုန်းမတက်နိုင်၍တရေကိုရင်ဆိုင်ရမြောက်မိသည်ဘိုက်ကလေးကတုံဆိုင်လိုက်ပါလာ၏ကျွန်ုပ်ကခြေတံပြင်းဖြင့်ကျွန်ုပ်ဟန်အတိုင်းရဲဝံစွာခြိတက်ခဲ့တော့သည်တကားအိမ်ကြီးဝင်တာကလည်းရိုးမတော်တဲ့ဝင်လာရတယ်လို့ပါပဲလားနီးရောက်မှကြည့်မိရာအိမ်ကြီးကလွန်စွာမှကြီးမားခန့်တယ်လာသည်တကားများအကာများပြတ်နေပြီဖြစ်တော်လဲတစ်လွင်စင်ကမူအလွန်တရာလှခဲ့မိမှန်ခံမှန်းမိချေ၏ကြောက်ကုန်ကလေးနှင့်တက်သားကိုတွဲဖက်ဆောက်လုပ်ထားခြင်းဖြစ်သဖြင့်ခိုင်ခန့်ပြီးလှပခဲ့ပေမည်ယခုတော့မူခြုံလွယ်များကတစ်အိမ်ကြီးကိုဝါမြုံမတက်ရှင်တန်နေတော့၏ကျွန်ုပ်တို့ကခြုံကြားထဲမှရက်နေ၏မိမ့်ကြီးထိုင်နေသောအိမ်ကြီးတို့သို့ဝင်ရန်မှာခြေလန်းတုံဆိုင်နေပါပဲကောအေးဆက်သောမြောက်ပြန်လေ၏အတွေ့အထိကြောင့်လားကြောက်စိတ်ဆိစော်မှုကြောင့်လားမသိကြောရိုးတဲ့စိန်သွား၏ခြံတကားကမူပျက်စီးနေကြပြီသည်ခြံဆောင်ကြီးကိုမူမတွေ့ရသည်အိမ်တကားကိုမူတော့ခတ်တာကြောင့်တွေ့ရသည်ကြောမလုံလိုက်တာနော်ဖះထို့ခိုက်အိုက်ကလေးအော်တဲ့ကြောင့်ကျွန်ုပ်လှည့်ကြည့်လိုက်ရာမိုးမမချုပ်သေးပဲတရေချောက်သွားပြီလို့ဟုကျွန်ုပ်မှာခေါင်းနှခမ်းနှပန်းကြီးသွားပြီသည်ဟဲဟဲဟီလူတယောက်မျက်လုံးတစ်ဖက်တွင်ဓာခုတ်ရာအမာယိုကြီးကအထင်သာသွားကအစမတန်ခေါ်ထွက်နေသည်သပင်ကကြီးကတိုက်နေပခုံးတွင်ဘူးလုံးကြီးကမြင့်တက်နေသဖြင့်သူ့ခေါင်းကိုရင်ဘတ်တဲထိုးတွင်းထားသလိုဖြစ်နေသည်လူပုံဆိုးရသည့်ကြားထဲပစိုးညင်းထက်ကိုဆက်လွယ်တိုင်းထားပြန်၏အောက်ခံရှမ်းပေါင်းမီကအဆုတ်ဆော့အဖွားဖွားချုပ်ရပါရပွားဝါကျင်သောသွားများကိုစွမ်းကုန်ဖြဲပြီးရီမောနေကြရာတေချာကြီးမှတရေတကောင်နှင့်တူလာသောလူသားတအုပ်ဖြစ်ကြောင်းသိရတော့သည်ဟာဘိုက်ကလေးဆန်ဆောင်ကြီးဆိုတာထင်တယ်ကွဟဲဟီဟုတ်ဆန်ဆောင်ကြီးကဘဝကအကျိုးပေးနေလာပါပြီတောင်းအယုတ်ဆိုးရတဲ့ကြားတဲ့ကားကလည်းထိအနေသေးသည်ဘိုက်ကလေးကချန်ဆောင်ကြီးထက်ရုပ်အနှင်းငယ်သားသေးသည်ဘိုက်ကလေးသူ့မေးကြည့်စမ်းပါကွလေးမရှိသလားလို့လေးတဲ့ဆရာတုတ်ကလည်းဗျာဘာလို့မလို့တော့ဗျသူကမိမရသေးမင်းလည်းမျောလင်းချက်ရှိသေးတယ်ဆိုတာပြောမလို့ပါကွာမယူခြင်းလို့မယူတာပါဗျာမြို့ချမ်းဆောင်ကြီးကျွန်ုပ်တို့မြို့ထဲမှာမတဲကျင်ဘူးနိုင်ပါရီဒီမှာတဲကျင်လို့ပါဗျဟာရသူဒုက္ခိတကစကားကနည်းနည်းရီတာကများဖြစ်နေကြရာသဘောကောင်းခြင်းလားလှောင်ပြောင်ခြင်းလားဖုံးတော့မကောင်းရေးလားမစင်စားတတ်တော့ပါချေရ၏မင်းစားဖို့ခောက်ဆွဲတော့ပေးချမ်းဆောင်ကြီးကခောက်ဆွဲတုပ်ကိုအငမ်းမရယူ၏မစားရတာကြာအေးမင်းကမျိုးနဲ့မနီးစပ်လို့မစားရတာပါမျိုးကလူတွေကတော့ခောက်ဆွဲကြော်ကဈေးကြီးလို့မစားနိုင်တော့တာပါကွာချမ်းဆောင်ကြီးကခါမတော့ဖြင့်တကားကိုဖွင့်လိုက်သည်အဖွင့်ပိတ်မလုပ်သည်မှာပရိစေတာမိသားကြသည်မသိပတ္တာတန်ကြီးကခြားခြားစပွဲပေါ်ထွက်လာ၏အတွင်းခန်းကမှောင်နေသည်ကျွန်ုပ်တို့လည်းမျက်စိကျစ်သားရအောင်ရက်နေရသေးသည်ပွေလီလာသောပစ္စည်းမျိုးစုံကိုတွေ့ရချေ၏ဖကြီးကားများချိတ်ဆွဲထားသည်ကိုလည်းတွေ့ရသည်ပပူးရုပ်ချို့ကိုလည်းတွေ့ရသည်ပိတ်ကူမြင်းများဖုံများကနေရာတိုင်းဆွဲကွက်နေသည်ခြံဆောင်ကြီးကကျွန်ုပ်တို့ကိုအပေါ်ထပ်ထုတ်ခေါ်ခဲ့သည်တစ်တာလေကားမှတစ်ချိန်ကမူလှပခန့်ထည်ခဲ့ပေမည်ယခုမူအသုံးမပြုသည်မှာကြာပြီဖြစ်သဖြင့်တန်ကြံများကြွကနင်းလိုက်တိုင်းအတန်ပလန်များထွက်ပေါ်နေသည်ခြံဆောင်ကြီးနောက်မှကျွန်ုပ်တို့လည်းခြောက်ခြားစွာဖြင့်တက်လိုက်ခဲ့သည်အပေါ်တက်ကကျဲဝန်းလာသည်ပြင်းပြများပါမှလည်းတန်ကြမ်းများကြွနေသဖြင့်နင်းလိုက်တိုင်းစီးချက်မညီမညာအတန်ဆုံးထွက်နေသည်အိမ်ကြီးမှသုံးတက်ဖြစ်၏ခြံဆောင်ကြီးကကျွန်ုပ်တို့ကိုအလဲတက်တင်သာနေရာချပေး၏အခန်းများကများပြားလာသည်အခန်းတိုင်းတော့ခတ်ထားကြရာအခန်းတွင်ဘာရှိမလဲဟုသောအတွေ့ကလူစိတ်ကိုခြောက်ခြားစေသည်ခေါင်းရင်ဘက်အခန်းတစ်ခုတွင်ကျွန်ုပ်တို့ကိုနေရာပေး၏အတွေ့၌ကခရင်နှလုံးဟဲဟီအိတ်ခြံဆောင်ကြီးကနေရာချပေးပြီးပြန်လည်ထွက်ခွာသွားသည်ဆရာတို့အတော့ကိုခြောက်ခြားစရာပဲဗျို့မိကလည်းမရှိဘူးဗျို့မိမရှိရလဲကျင်သားရပြီးသားပါကွာတို့ကြုံတိုင်းရတော့ကလည်းလျှက်စစ်မိမှမရှိတာကျ
ကျွန်ုပ်လည်းထုံးစံအတိုင်းမြို့လာလင်းဆောင်လာသည့်ဖျောင်းနိုင်များကိုထုတ်၍မိထုတ်လိုက်သည်ဖျောင်းနိုင်နှင့်မိကျမပါမှောင်ကာမသိမည်မဟုတ်ပါလောမရှင်းသည်မှကြာပြီဖြစ်သောအခန်းကိုရှင်းလင်းရကြည်သည်ဖုံလေးလေးနှင့်ပိကူမြင်အတန်တန်နိုင်ဝက်ခတ်ရှင်းလင်းပြီးမှအတန်ငယ်တသက်ရဖြစ်သွားတော့သည်ဟုအချမ်းကိုပြေးသွားတာပဲဟေးဘိုက်တောင်စားလာပြီကိုလည်းတုတ်တင်မို့ရေလိုတဲ့ကရေရှာကြမယ်ငါဒီတိုင်းပဲစားလိုက်ရအောင်ဆရာတို့ရစားလာပြီဗျလာပါကွာဆရာတို့ရှိတာပဲဟာကို